သာသနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်ပြာသူလဆန်း5ရက်2014ခုနှစ်ဇန်နဝါရီလ5ရက်မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်ပေါင်းလဲတိုင်းမဟာအောင်မြေရွှေသာလျောင်းဓမ္မဗိမာန်တော်အတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်မဟာမြတ်စေမိသားစုပစ္စမအချိန်မြောက်ဓမ္မသဘင်အခမ်းအနား၌နှစ်ဖက်မိဘများကိုမှုထား၍သူဓမ္မမဏိသောတတရဥအောင်နိုင်ဆွေတိရိသူဓမ္မတေငီတော်မြင့်မြင့်နွယ်သာမောင်ဟိန်းသူမောင်ငိမ့်ခန့်ကျော်တိရိရွှေစင်ရွှေဆိုင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓဤကျိုးပန်းချက်အပိုင်း29တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်တင်ချတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူရောကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတခုံပေါင်းခါသဖြင့်နာထမိညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓဤချိုးပန်းချက်မြတ်ဗုဒ္ဓဟာဘုရားဖြစ်သူရောက်ရှိပြီးတဲ့နောက်45ဝါကာလပတ်လုံးလောကသားတို့အတွက်မဟာကရုဏာနဲ့အသိဉာဏ်ဖက်ပြီးတော့ကြိုးစားအားထုတ်တော်မူခဲ့တာဘုရားဘာသာဝင်တွေအလုံးသိရှိနားလည်ကြတယ်ဣတိပတနာမေဂရာဝတောမှာပထမဝါဆိုပြီးတဲ့အချိန်ကနေစပြီးတော့ထိုထိုရတ္တေတာခရီးဒေတာစာတွေလှိလိလို့19ဝါမြောက်ရောက်လာတဲ့အချိန်အခါကာလမှာမြတ်စွာဘုရားစာလိကာမြို့စာလိကာတောင်ဆိုတဲ့နေရာအဲ့ဒီတောင်ပေါ်တောရကျောင်းမှာမြတ်စွာဘုရားသရင်သုံးတော်မူခဲ့တာဖြစ်ပါအဲ့ဒီစာလိကတောရတောင်တောရကျောင်းကြီးမှာသတင်းသုံးပြီးတဲ့အခါမှာတရားရည်ရဲ့အကျိုးတေပိုးဆောင်ရရင်ဝါလကျွတ်တဲ့အခါမှာထုံးစံတိုင်းခရီးဒေသစာရီကြွချီပြီးတော့တရားရည်ရဲ့အကျိုးဒီဘိုးဆောင်ရတော်မူခဲ့တဲ့အခါဟ
ရာဇဂြိုလ်မြို့ဘက်ကိုပြန်လည်ကြွချီလာခဲ့တာဖြစ်ပါအဲ့ဒီရာဇဂြိုလ်မြို့ရောက်တဲ့အခါမှာထူးခြားတဲ့အဖြစ်အပျက်တစ်ခုအတွက်မြတ်စွာဘုရားကြိုးပမ်းဆောင်ရွက်တော်မူခဲ့တာတာမန်ပုဂ္ဂိုလ်တွေအနေထားနဲ့ကြည့်မယ်ဆိုရင်မိမိရဲ့အသက်အန္တရာယ်ရှိနေတဲ့ကိစ္စကိုပင်မြတ်စွာဘုရားဟာအမှုမထားဘဲနဲ့တရားဝါတွေရဲ့အကျိုးထိုပုဂ္ဂိုလ်ထိုတရားဝါတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဆောင်ရွက်တော်မူခဲ့တယ်ဆိုတာဒီအထောက်ထားတာရကအရာသိရှိနားလည်ကြရတယ်ပေါ့အဲ့ဒီမှာဒီဆောင်ရွက်ခဲ့ပုံထုတ်ပတ္တိအကျဉ်းချုပ်လေးကိုဟောပြီးတော့ဘုရားမြတ်စွာရဲ့အဆုံးအမဟာခဏလောကသားတွေအတွက်အထိတန်တရားဖြစ်ပေါ်ရာကိစ္စတွေမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ဟောပြောဆုံးမတဲ့အခါမှာတန်တရားကင်းစင်နိုင်ကြတာသို့မဟုတ်လို့ရှိရင်တန်တရားတန်းလန်းနဲ့ဆုံးဖြတ်မပေးနိုင်ကြတာတွေတွေ့ရှိကြရလိမ့်မယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားရာဇဂြိုလ်မြို့ရောက်နေတဲ့အချိန်မှာနနေ့တစ်ချိန်ညနေတစ်ချိန်ဆိုတာလို့တစ်နေ့နှစ်ချိန်သဗ္ဗညုတဉာဏ်ကွန်ရက်ကြီးကိုဖြန့်ကျက်ပြီးတော့လောကသားတွေအတွက်အမြဲတမ်းကြည့်ရှုတော်မူခဲ့တယ်အဲ့ဒါလို့ကြည့်ရှုတဲ့အခါမှာထူးထူးခြားခြားပေါ်လာတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဟာကြွရောက်ပြီးတော့ချီးမြှောက်လေးရှိတာအဲ့ဒီနေ့မှာရာဇဂြိုလ်မြို့နယ်မလှမ်းမကမ်းရာဇဂြိုလ်မြို့နယ်ထဲမှာရှိတဲ့တောရွာဒေသမှာတန်းငှက်တိရစ္ဆာန်တွေကိုတပ်ဖြတ်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုနေတယ်မုတ်ဆိုးမိသားစုတို့ရဲ့အကျိုးစီးပွားမြတ်စွာဘုရားသခင်ကိုရောမြတ်ဆောင်ရွက်တော်မူတဲ့အနေနဲ့ကြွရောက်ချီးမြှောက်တော်မူခဲ့တာဒီအသက်အန္တရာယ်နဲ့ကြုံရတဲ့အနေအထားမျိုးကိုရောက်ရှိခဲ့ပြီပေါ့မြတ်စွာဘုရားဘယ်လိုပဲအသက်အန္တရာယ်နဲ့ကြုံတွေ့ရမယ်ဆိုတာသိတော်လည်းပဲထိုပုဂ္ဂိုလ်ရဲ့အကျိုးကိုငဲ့ကွက်ပြီးတော့ကိုရောမြတ်ကြွတော်မူတာပဲဖြစ်တယ်ဖြစ်ပုံကအဲ့ဒီနေ့မှာရာဇဂြိုလ်မြို့မဝန်းကျင်မှာဒေသတွေမှာရှိတဲ့တောတွေတဲ့ဒီကြော်ဝင်းတွေထောင်ပြီးတော့ယုံတို့သမင်တို့တရေတို့ဆိုတဲ့သားကောင်တွေကိုဖမ်းဆီးပြီးတပ်ဖြတ်အသက်မွေးတဲ့မိသားစုတစ်ခုရှိတယ်အဲ့ဒီမိသားစုမှာအရွယ်ရောက်ပြီးတဲ့သားက9ယောက်ရှိတယ်သားဖ9ယောက်အခုလိုမုတ်ဆိုးလုပ်ငန်းနဲ့အသက်မွေးကြတယ်အိမ်အောင်ကြနေတဲ့သား9ယောက်ဇနီး9ယောက်နဲ့အတူမိသားစုဟာတိုင်းတိုင်းဝိုင်းဝိုင်းနဲ့မကောင်းမှုအကုသိုလ်တွေနဲ့အလုပ်သက်မွေးဝမ်းကြောင်းပြုနေကြတာအဲဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူကြော်ခွင်းထောင်ထားတဲ့တောထဲကိုရောမြတ်တပါးလေးကြွသွားတယ်ကြွသွားပြီးတော့တနေ့ရသစ်ပင်အောက်မှာမြတ်စွာဘုရားသတင်းသုံးပြီးတော့နေတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရောက်တဲ့နေရာတိုင်းဟာမေတ္တာရဲ့အရှိန်အဝါကြောင့်တရားဝါတွေဟာအမတမကြောက်လန့်တုန်လှုပ်ခြင်းကင်းပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုရရှိကြတယ်တရားဝါတွေပေါ်မှာကြီးမားတဲ့မေတ္တာကရုဏာဖြန့်ကျက်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားသတင်းသုံးတဲ့တောထဲမှာမြည်သည့်တ attva မှာဒုက္ခမရောက်ကြဘူးအဲ့ဒီနေ့ခါတိုင်းလိုပဲမုတ်ဆိုးကထောင်ထားတဲ့ကြော့ခွင်းနေတာသမင်တရေမြည်သည့်တ attva မှာဒုက္ခပေးနိုင်ခြင်းမရှိဘူးညကထောင်ထားတဲ့ဟာမနဲ့ကြတော့သားကောင်တွေမိနေတော့ပြီဆိုတဲ့ရွယ်ချက်နဲ့မုတ်ဆိုးကလေးတွေများတွေလှန်နေယူပြီးတော့သူထောင်ထားတဲ့နေရာတွေကိုလိုက်ပြီးတော့ကြည့်တယ်အဲ့လိုလို့ကြည့်တဲ့အခါမှာကြော်ခွင်း900ထောင်ထားတာတကောင်မှမမိဘူးခါတိုင်းနဲ့မတူထူးခြားနေတာကိုသူတတိထားမိတယ်အဲ့ဒီအချိန်မှာမလမ်းမကန်တစ်ပင်အောက်မှာတပါးတဲ့တိတ်ဆိတ်ငြိမ်သက်စွာထိုင်းနေတဲ့မြတ်ဗုဒ္ဓကိုမြင်လိုက်တာနဲ့တပြိုင်နက်သူ
သူ့အတွေးဟာဘလို့တွေးမိတယ်လဲလို့ဆိုရင်အေးငါထောင်ထားတဲ့တရားဝါတွေတောကောင်တွေမိရဲ့တန်းနဲ့သူလွတ်ပြစ်တာနေမှာပဲဧကန္တိဋ္ဌညကတော့မိမှာပဲဘယ်နည်းနဲ့မဆိုခါတိုင်းဟာအမြဲတမ်းမိနေကြဒီကနေ့တကောင်မှမမိဘူးဆိုရင်သူ့လက်ချက်နေမှာပဲသူဟာငါရဲ့ရန်သူပဲလို့တစ်ပင်အောင်မှထိုင်းနေတဲ့မြတ်စွာဘုရားကိုရန်သူတစ်ဖွဲစိတ်ထဲမှာတွေးတောပြီးတော့ချက်ချင်းပဲဆုံးဖြတ်ချက်ချတယ်လက်စားချေမယ်လောကလူသားတွေဟာအံ့ဩစရာအမှန်တမ်းကောင်းတယ်အကြောင်းအကျိုးဆင်ញင်နိုင်စွမ်းမရှိကြဘူးအဲ့ဒီချိန်ရသော်ဗျာမြင်လိုက်တာနဲ့အော်ဒါသူတော်စင်ပုဂ္ဂိုလ်တူပါလားဆိုတာကိုမစင်စားနိုင်ဘူးငါရဲ့ရန်သူလို့စိတ်ထဲမှာသတ်မှတ်ဘာကြောင့်လဲလို့ဆိုရင်ကြော်ခွေးနေမှာတကောင်မှမမိသည့်အတွက်ကြောင့်စိတ်တိုးနေတဲ့အချိန်မှာမြတ်စွာဘုရားကိုသွားတွေ့တော့ဒေါသဖြစ်တာပို့ပြီးတော့ဒေါသဖြစ်လာပို့ပြီးတော့ဒေါသဖြစ်လာတော့ဒုဋ္ဌောအတ္တနသနာတိဒုဋ္ဌောဓမ္မနပတ္တိလို့ဆိုတဲ့အတိုင်းဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တရားဟာဘာကိုမှအမှန်ကန်စဉ်းစားနိုင်စွမ်းမရှိဘူးဆိုတာသိကြတာပေါ့ဘုန်းကြီးတို့တွေဒီကနေ့မှလည်းကိုယ့်ကိုယ်ဆန်းစစ်ပြီးတော့ကြည့်ပေါ့စိတ်တိုးနေတဲ့အချိန်မှာပြောတဲ့စကားလားမပြောတဲ့စကားလားကွဲပြားခြားနာဆိုမသိစဉ္ញတုံတရားအဲ့ဒီအချိန်မှာကင်းမဲ့နေတတ်တယ်ဒါကြောင့်အလွန်တတိထားရမယ်ကိုယ်စိတ်တိုးနေတာကအကြောင်းတစ်ခုနော်တခြားအကြောင်းပေါ်မှာသွားပြီးတော့ကလေးစားခြေလိုတာကတစ်ခုဖြစ်နေသူ့ဘာသူကြော်ခွင်းထဲမှာသားကောင်တွေမမိတာကအကြောင်းတစ်ခုမမိသည့်အတွက်ကြောင့်စိတ်တိုးတာအဲ့ဒီစိတ်တိုးနေရာကနေပြီးတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်သူတော်စင်ပုဂ္ဂိုလ်တူတစ်ပင်အောက်မှာငြိမ်းချမ်းစွာထိုင်နေတာကိုသူ့လက်ချက်လို့သွားပြီးတော့တွက်လိုက်တာဟာအလွန်မှားယွင်းသွားတယ်ပေါ့နော်အဲ့ဒီမှားယွင်းသွားတဲ့အထင်ကိုပြင်ဆင်ခြင်းအတိညာတတိထားခြင်းမရှိသည့်အတွက်ကြောင့်မလုပ်လဲလက်ထဲမှာပါလာတဲ့လေးနဲ့ပြစ်တတ်ဖို့ထီအောင်သူစိတ်ကဖြစ်ပေါ်လာခဲ့တယ်ဒါကြောင့်မို့အဲ့ဒီနေရာမှာမုတ်ဆိုးတိုင်းထိုင်ပြီးတော့မြတ်စွာဘုရားဘက်ကိုတဲ့တဲ့ချိန်ပြီးတော့မြားနဲ့ပြစ်ဖို့မြားနဲ့ပြစ်လိုက်တဲ့ဆိုပါစို့ပြစ်လိုက်တဲ့အခါမှာခါတိုင်းဆိုလို့ရှိရင်လေးကျင်ပြီးတော့ခလုတ်ဖြုတ်လိုက်တာနဲ့မြားဟာသူပြစ်တဲ့စီသွားတယ်ဒီကနေ့ကျတော့သူ့မြားဟာဖြုတ်လို့မရဘူးဖြစ်နေတယ်အဲ့ဓမ္မခဲခဲရင်ဖြစ်ပြီးတော့ဖြုတ်လို့လည်းမရချလို့လည်းမရသူဟာတကူလုံးဟာပင်ပန်းပြီးတော့ဆင်းရဲဒုက္ခရောက်ပြီးနေရာကလည်းမရွှေ့နိုင်အောင်ခန္ဓာကိုယ်ဟာခါတိုင်းနဲ့မတူထူးခြားတဲ့အနေအထားမျိုးတွေဖြစ်လာ။ဘာဖြစ်လို့ဒီလိုဖြစ်တာတော့မြတ်စွာဘုရားရဲ့တကူကြောင့်လားလို့ဒီလိုပြောမယ်ဆိုရင်မြတ်စွာဘုရားကမေတ္တာပွားနေတာနော်။မေတ္တာပွားနေတဲ့ပုဂ္ဂိုလ်ကိုပြစ်မှားမဲ့ပုဂ္ဂိုလ်တယောက်ရဲ့အနေအထားတစ်ခုတစ်မျိုးတစ်မျိုးဖြစ်သွားတယ်ပေါ့။တစ်မျိုးတစ်မျိုးဖြစ်သွားလို့လှုပ်ရှားနိုင်စွမ်းမရှိတော့ဘူးသူခန္ဓာကိုယ်ကြီးဟာလှုပ်ရှားနိုင်စွမ်းမရှိတော့ပင်ပန်းဆင်းရဲစွာမြားချင်းရဲ့ကြီးနဲ့ဒီလိုပဲအချိန်ကြာမြင့်စွာနေတော့အိမ်ကမိသားစုကပြန်လာချိန်မလာဘူးဆိုတော့ဘာများဖြစ်နေပါလိမ့်ဆိုသား9ယောက်ကလည်းဓာတ်တွေလှန်နေလေးတွေဆွဲပြီးတော့လိုက်လာကြတော့အခုလို့မုတ်ဆိုးတိုင်းထိုင်ရဲ့သူ့အဖေအခုလို့မြင်ရတဲ့အခါမှာဘာဖြစ်လို့ဒီလိုဖြစ်နေတာလဲလို့ကြည့်လိုက်တဲ့အခါသူများချိန်ထားတဲ့ဘက်မှာမြတ်စွာဘုရားသတင်းသုံးနေတာကိုမြင်တော့အော်ဒါရန်သူနေမှာပဲဆိုပြီးတော့သား9ယောက်ဟာလည်းမစင်ရင်မစင်စားနိုင်ကြဘူးမစင်ရင်မစင်စားပဲနဲ့မြတ်စွာဘုရားရှိရအောင်ဒါတို့အဖေရဲ့ရန်သူဟာတို့ရန်သူပဲဆိုပြီးတော့သူတို့ကလည်းပါလာတဲ့မြားတွေနဲ့ချိန်ပြီးတော့မြတ်စွာဘုရားကိုပြစ်ဖို့ကြိုးစားကြသူတို့လည်းပဲအလားတူပဲလက်တွေဟာအံသေးပြီးတော့ပြစ်လို့မရတဲ့အနေအထားမျိုးတွေအကုန်ရောက်ကုန်ကြအဲ့ဒါလို့ရောက်ပြီးတော့နေရာကလည်းမရွှေ့နိုင်မပြောင်းနိုင်စက်သေးသေးပြီးတော့နေကြတော့အိမ်မှာကြံရစ်တဲ့မိခင်လို့တူနဲ့ချွေးမတွေကပြောင်းလာချိန်မလာဘူးအချိန်လည်းမတော်တော့ဘူးလိုက်ကြမှာပဲဆိုပြီးတော့လိုက်လာကြတယ်အဲ့ဒါလို့လိုက်လာတဲ့အခါကျတော့သား9ယောက်နဲ့မုတ်ဆိုးရဲ့
အနေအထားကိုမြင်ရတဲ့အခါပတ်ဝန်းကျင်ကိုအကဲခတ်လဲကြည့်လိုက်ရောမြတ်စွာဘုရားသတင်းသုံးနေတာကိုလည်းမြင်ရောအိတ်ရှင်အမျိုးသမီးကနေပြီးတော့အော်ဟစ်လိုက်တယ်တဲ့မင်းတို့ဘာဖြစ်လို့ငါအဖေကိုပြစ်မှားကြတာလဲငါအဖေကိုမလုပ်ကြနဲ့မပြစ်မှားကြနဲ့လို့သူကအော်ပြောလိုက်တာဟိုလူတွေကြက်သေးသေးနေတဲ့ပုဂ္ဂိုလ်တွေကငါအဖေကိုမပြစ်မှားကြပါနဲ့လို့ဆိုတဲ့အတန်လဲကြားလိုက်ရောသူတို့စိတ်ထဲဟာဒါတို့အမျိုးဆိုပါလားတို့တော့မှားကုန်ပြီလို့စိတ်ထဲမှာဒီလိုဖြစ်သွားတယ်အဲ့တော့သူတို့ရဲ့စော်ကားလိုတဲ့စိတ်ဓာတ်ပျော့ကျသွားပြီးတော့မေတ္တာစိတ်ဝင်လာလိုက်တာနဲ့တပြိုင်နက်သူတို့လှုပ်လို့ရတာဒီလိုဖြစ်လာတာနော်ကိုယ်စိတ်ကြောင့်ကိုဖြစ်သွားတဲ့အနေအထားမျိုးတွေပေါ့ဒါမျိုးကဖြစ်တတ်တယ်တချို့ကြတော့လေဒေါသတွေတားကြည့်ပြီးသူများရိုက်ချင်တာနဲ့ကိုယ့်ဘက်ကိုပုံရလဲသွားတဲ့လူတွေလည်းအများကြီးပဲနော်ကိုယ်ဒေါသကိုမထိန်နိုင်တဲ့အခါဖြစ်သွားတတ်တယ်သူတို့လည်းပဲဒေါသတွေကြီးပြီးတော့အခုလိုမြတ်စွာဘုရားကိုပြစ်မှားဖို့ကြိုးစားတဲ့အချိန်မှာကိုယ့်ကိုမထိန်နိုင်ပဲနဲ့ဖြစ်ကုန်ကြတယ်သူတို့ရဲ့နောက်ကလိုက်လာတဲ့အိရှင်မျိုးသမီးမိခင်ကနေပြီးတော့ငါအဖေကိုမပြစ်မှားကြပါနဲ့လို့အော်ဟစ်ပြောလိုက်တဲ့စကားကြားလိုက်တဲ့အခါမှာသူတို့ရဲ့စိတ်ဓာတ်တွေဟာနုညံ့ပျော့ပြောင်းသွားတယ်အဲ့ဒီကြတော့မှခန္ဓာကိုယ်ကလည်းနုညံ့ပျော့ပြောင်းပြီးလှုပ်ရှားနိုင်လာတယ်တဲ့မေတ္တာတက်ရောက်သွားတဲ့သဘောပေါ့နော်အဲ့ဒီမှာသူတို့လေးတွေများတွေကိုချပြီးတော့မြတ်စွာဘုရားကိုကြောကြမြတ်စွာဘုရားကိုကြောအားလုံးမြတ်စွာဘုရားကိုကြောတဲ့အခါကျတော့မှမြတ်စွာဘုရားကသူတို့ပြုံးရွှင်စွာတရားဓမ္မဟောပြောတော့အားလုံးဟာအကျွတ်တရားရပြီးတော့သောတပန်ဖြစ်သွားကြတယ်ဆိုတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့ဒီအကြောင်းအရာလေးတစ်ခုကိုအကြောင်းပြုပြီးတော့နောက်ဆက်တွဲဖြစ်ပေါ်လာတာပါလဲလို့ဆိုသူတို့ရဲ့အကျိုးစီးပွားလုံးမြတ်စွာဘုရားဟာအသက်အန္တရာယ်ကြုံခံပြီးတော့တောထဲမှာကြွရောက်ပြီးတော့အခုလိုလုပ်ခဲ့တာဒါလောကသားတွေအတွက်ကြိုးပမ်းချက်အထုံးတစ်ခုပဲတာမန်အားဖြင့်မေတ္တာမထားနိုင်ဘူးဆိုရင်ကိုယ်အသက်အန္တရာယ်ဖြစ်မဲ့နေရဘယ်သူသွားမလဲမသွားဘူးပေါ့မြတ်စွာဘုရားဟာမိမိရဲ့အသက်အန္တရာယ်ရှိနိုင်တဲ့နေရာပဲဖြစ်စေကမူသူတို့မိသားစုရဲ့အကျိုးအလို့ကမြတ်စွာဘုရားကြွရောက်ပြီးတော့ချီးမြှောက်ခဲ့တာဟာအင်တန်မှအံ့ဩစရာကြီးမားလာတဲ့မဟာကရုဏာရဲ့စွမ်းအားပဲလို့ဘုန်းကြီးတို့တွေကြီးညိုကြရမှာဖြစ်တယ်ပေါ့အားလုံးဒီမိသားစုဟာအကျွတ်တရားရသွားကျွတ်တရားရသွားလို့မြတ်စွာဘုရားသခင်ကိုရောမြတ်လည်းကျောင်းတော်ပြန်သွားတယ်ကျောင်းတော်ပြန်ပြီးတော့ရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားကနေ့ပဲကြွလာတော့လို့ဆိုခုလိုအကျိုးအကြောင်းတောဥထဲကြွလို့အဖြစ်ပြက်တွေကိုမြတ်စွာဘုရားပြန်ပြောတဲ့အခါအရှင်ဘုရားတဲ့အဲ့ဒီငါအဖေကိုမလုပ်ကြပါနဲ့လို့အော်တဲ့အမျိုးသမီးကဒီမိသားစုထဲမှာဘာဖြစ်လို့သူ့ကြတော့ငါအဖေကိုမလုပ်ကြပါနဲ့လို့ဒီလိုအော်ဟစ်တယ်လေလို့မေးတဲ့အခါကျတော့မြတ်စွာဘုရားကဒီကလေးမလေးဟာရာဇဂိုမျိုးကတထေးသမီးဖြစ်တယ်ပေါ့တထေးသမီးဖြစ်ပါရဲ့တန်းနဲ့မုတ်ဆိုးနဲ့အကြောင်းပါတယ်တဏှာကြီးဆိုတာအမတန်မှကြောက်စရာကောင်းတယ်လူစိတ်ဆိုတာလည်းအမတန်မှကြောက်စရာကောင်းတယ်ဒါတွေကိုမိသားစုတွေဟာနားလေသဘောပေါက်ဖို့တော့လိုအပ်တယ်ပေါ့နော်လောကကြီးမှာအတိတ်ဆိုတာဖုံးကွယ်နေတာသို့တော့လူတွေကဖုံးကွယ်ထားပေမဲ့ဇာတ်ကြောင်းတွေကပျောက်ကွယ်နေပေမဲ့လို့သွေးကစကားပြောတယ်ဆိုတာလိုပဲသူတို့ရဲ့အသိစိတ်တွေကစကားပြောနေတတ်တယ်ပေါ့ဒီမျိုးသမီးလေးဟာရာဇဂိုမျိုးကတထေးသမီးမိဘတွေကအလွန်ချမ်းသာလို့ခုနှစ်ဆောင်ဘုံ90ရှိတဲ့ပြတ်သက်ပေါ်မှာအဆောင်တအုပ်နဲ့ပြုစုမဲ့ပုဂ္ဂိုလ်နဲ့တင်ထားရာကနေပြီးတော့မုတ်ဆိုးနဲ့လိုက်သွားတာဖြစ်တယ်ပေါ့ဒါဖြင့်သူဟာမြတ်စွာဘုရားကိုကိုးကွယ်တဲ့အမျိုးမိယိုးဖလာတဲ့ကလာတော့မြတ်စွာဘုရားစီငယ်စဉ်ကတရားဓမ္မနာတဲ့အခါမှာသူကသောတပန်ဖြစ်ပြီးတာပုဂ္ဂိုလ်ဖြစ်နေတယ်ဒါကြောင့်မြတ်စွာဘုရားကိုသူ့အဖေလို့ဒီလိုပြောတာနော်ကျန်တဲ့ပုဂ္ဂိုလ်တွေက
မိမိတို့ရဲ့ဝမ်းစာရှားနေတာနဲ့မြတ်စွာဘုရားအကြောင်းလည်းဘာမှမသိချဘူးအဲ့တော့ဒီတထေးသမီးကမုတ်ဆိုးနဲ့အကြောင်းပါရတယ်ဆိုတာဘဝရေစက်တစ်ခုမြန်မာလူမျိုးတွေပြောတဲ့ရေစက်ဆိုတာရေစက်အတူချခဲ့လို့တော့မဟုတ်ပါဘူးနော်အတိတ်ဘဝကအတူတူကနေခဲ့ကြတယ်ဆိုလို့ရှိရင်လူတွေဟာတဦးနဲ့တဦးနှိစက်သွားကြတယ်ကဲကိုယ့်အကိုစဉ်းစားကြည့်တခါတရံကိုတွေ့တဲ့ပုဂ္ဂိုလ်တွေထဲမှာတခါတရံမြင်ချင်းခင်သွားတဲ့ပုဂ္ဂိုလ်ရှိသလိုတခါမြင်တာနဲ့အမြင်ကတ်တဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်ပေါ့အဲ့ဒီမှာနောက်ကြောင်းရှိတတ်တယ်ဆိုတာတတိထားဖို့ပေါ့မျက်နှာမြင်တာနဲ့အမြင်ကတ်သွားတယ်ဘာမှမလုပ်ရသေးဘူးမြင်ချင်းမုန်းတိမှုဖြစ်တယ်ဆိုရင်အထူးတတိထားဖို့အဲ့ဒီပုဂ္ဂိုလ်နဲ့အတိတ်ဘဝတုန်းကယဉ်ညိုးရှိခဲ့တယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့အဲ့ဒီယဉ်ညိုးမျိုးကိုခုသိတတ်တဲ့ဘဝမှာဖြောက်ဖို့လိုအပ်တယ်ဟောဆက်လက်ပြီးတော့သူ့ပေါ်မှာအမြင်ကပ်မနေကြဘူးပေါ့တခါလူတယောက်မြင်တာနဲ့ချစ်ခင်သွားတယ်ဆိုတာမျိုးလည်းရှိတယ်တခါမြင်လိုက်တာနဲ့ခင်မင်ပြီးတော့သွားတာမျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတော့အတိတ်ဘဝတုန်းကအတူခင်မင်နေခဲ့ကြတဲ့ပုဂ္ဂိုလ်မျိုးလို့ဒီလိုဆိုတာပေါ့အမျိုးတော်ခဲ့ကြတယ်မိသားစုထဲမှာဖြစ်ခဲ့ကြတယ်ဆိုတဲ့ဖုံးကွယ်နေတဲ့အတိတ်တွေဟာသွေးထဲမှာလာပေါ်တယ်သွေးဆိုတာစိတ်ကိုပြောတာလူရဲ့စိတ်ထဲမှာလာပြီးတော့ပေါ်လာတတ်ကြတယ်ပေါ့အခုဒီတထေးသမီးလေးဟာလေသူကတထေးအိမ်မှာတထေးသမီးအနေနဲ့ဖြစ်တယ်သူနှစ်သက်မြတ်နိုးတဲ့ပုဂ္ဂိုလ်ကတောသားမုတ်ဆိုးတူဖြစ်သွားတယ်ဘာဖြစ်လို့သူတို့ဒီလိုဖြစ်ကြရတယ်လဲလို့ဆိုလို့ရှိရင်ကတ္တဗဘုရားလက်ထက်တော်ခါကာလတုန်းကသူတို့ဟာဇနီးမောင်နှံတော်ခဲ့ကြဒီသားတွေကလည်းအဲ့ဒီတုန်းကလည်းသားတွေပဲအဲ့တော့မိသားစုဆိုတာတော့ဒီဘဝဖြစ်လာလို့ရှိရင်အတိတ်ဘဝကလည်းဖြစ်ခဲ့တယ်ဆိုတာကိုတော့နည်းနည်းစဉ်းစားလို့ရပြီပေါ့တန်လျာကြီးကအလွန်ကြာခဲ့တာကိုအလွန်ကြာတော့အခုမိသားစုချစ်ခင်နဲ့ကိုမိသားစုတွေဖြစ်လာပြီဆိုရင်အတိတ်ဘဝကလည်းဒီလိုဖြစ်ခဲ့ကြတယ်အဲ့ဒီလေဖြစ်ခဲ့မှုတွေဟာတာယောဇဉ်အနေနဲ့ကြီးထွားလာပြီးတော့ဒီလူတွေရဲ့စိတ်ထဲမှာစွဲညှိပြီးတော့နေတတ်တယ်သူတို့မိသားစုဟာလည်းကတ္တဗဘုရားလက်ထက်တော်အခါကလာကတ္တဗမြတ်စွာဘုရားပြိဋိဘံစံသွားတဲ့အချိန်မှာသူတို့မိသားစုအနေနဲ့လူလောကမှာရောက်လာခဲ့ဘူးလေအဲ့ဒီအချိန်တုန်းကတော့ဒီမုတ်ဆိုးမိသားစုဟာရွာတရွာမှာအလွန်ချမ်းသာတဲ့တောရွာတထေးဖြစ်ခဲ့တယ်တောရွာတထေးဖြစ်တယ်မုတ်ဆိုးကလည်းတထေးပဲသူ့ရဲ့ဇနီးတထေးသမီးကလည်းပဲတထေးပဲသား9ယောက်ကလည်းဒီသား9ယောက်ပဲတဲ့ချွေးမ9ယောက်ကလည်းဒီချွေးမ9ယောက်ပဲလို့အားလုံးသူတို့ဟာပြန်လီဆုံစည်းပြီးတော့နေကြတယ်ဘာကုသိုလ်တွေသူတို့လုပ်ခဲ့ကြတော့ဆိုလို့ရှိရင်ကတ္တဗမြတ်စွာဘုရားဟာတက်တန်းရှည်တဲ့ဘုရားထဲမှာပါတယ်တက်တန်းရှည်တယ်ဆိုတာလူတက်တန်းအနှစ်2000တန်းမှပွင့်တာဖြစ်လို့ကတ္တဗဘုရားတက်တန်းရှည်တယ်လို့ပြောအောင်ဂေါရမမြတ်စွာဘုရားကအနှစ်100တန်းကြာမှပွင့်တော့တက်တန်းတိုးတယ်လို့ပြောအောင်အဲ့တော့ကတ္တဗဘုရားကတက်တန်းရှည်တဲ့အချိန်တိုင်းမှာပွင့်သည့်အတွက်ကြောင့်ပြိဋိဘံစံဃာလေးအချိန်မှာထူးထူးခြားခြားဒိဋ္ဌံမှုကိုမပြုခဲ့ဘူးမပြုသည့်အတွက်ကြောင့်တေဇောထလောင်တဲ့အခါမှာကတ္တဗမြတ်စွာဘုရားရဲ့တဏ္ဍာမှာရှိတဲ့သွေးတော်သားတော်အယိုးတော်ဒီအားလုံးဟာဓာတ်တော်တဆူတည်းပဲဖြစ်သွားတယ်တလုံးတစည်းတည်းပဲဖြစ်တယ်လို့ဒီလိုဆိုလို့ဂေါရမမြတ်စွာဘုရားကျတော့တတန်းတူသည့်အတွက်ကြောင့်တီးသန့်ဒိဋ္ဌံပြုခဲ့တရားရရဲ့အကျိုးကိုမြတ်စွာဘုရားဟာပြိဋိဘံစံသွားသည့်နောက်တောင်မှပဲစီမံထားခဲ့တာနော်ထားခဲ့တာဘလောက်ကျေးဇူးတင်စရာကောင်းလဲပြိဋိဘံစံတာတောင်မှအေးဆေးဆေးပြိဋိဘံမစံဘူးငါရဲ့ဓာတ်တော်လေးတဆူကိုးကွယ်ရရင်အ ਨੇ ဆုံးနတ်ပြည်တော့ရောက်နိုင်တယ်တရားသူတရားမြတ်မရတောင်မှအ ਨੇ ဆုံးကောင်းရသူတိရောက်နိုင်တယ်ဆိုတဲ့မြတ်စွာဘုရားရဲ့
သိတော်မူတဲ့ဉာဏ်ပညာနဲ့ဆုံးဖြတ်ပြီးတော့ခန္ဓာကိုယ်မှာပြိဋိဘံဆန်တဲ့အခါတေဇောထလောင်တဲ့အချိန်သွေးတော်သားတော်အရိုးတော်ဓာတ်တွေဟာအစိတ်စိတ်မွားမွားကွဲပြီးတော့ကဘာအနှံ့ပြတ်ပါစေတနည်းအားဖြင့်စัจ java လအနှံ့ပြတ်ပါစေဒီလိုမြတ်စွာဘုရားအဓိဋ္ဌာန်ခဲ့တာနော်အဲ့ဒီအဓိဋ္ဌာန်ခဲ့တာဟာလည်းပဲတရားဝါရဲ့အကျိုးလောကသားတို့ရဲ့အကျိုးအတွက်ကျိုးပန်းအထောက်ခဲ့တာပဲဖြစ်တယ်ပေါ့အေးအဲ့လိုအဓိဋ္ဌာန်ခဲ့သည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့ဓာတ်တော်ပြန့်နှံ့ပြီးတော့လာသွားတော်တွေမွေးညင်းတော်တွေဆိုတာတစ်ခုစီတစ်ခုစီသွားတော်40ရှိတဲ့ထဲမှာဆွဲတော်4စုကလက်ရအထက်ဆွဲတော်ကတာဝရိန္ဒနတ်ပြည်တရားမင်းကြီးပင့်သွားလို့ပါသွားတယ်လက်ရအောက်ဆွဲတော်ကနဂါးပြည်ကနဂါးမင်းကြီးကယူသွားတယ်ဟောပင့်သွားလို့လူပြည်မှာမရှိဘူးလက်ရအထက်ဆွဲတော်နဲ့လက်ရအောက်ဆွဲဆွဲသွား4ချောင်းရှိတဲ့ထဲမှာလက်ရဘက်ကဆွဲတော်အထက်အောက်နှစ်စုကနတ်ပြည်နဲ့နဂါးပြည်ရောက်သွားတယ်တခါလက်ဝဲအထက်ဆွဲတော်နဲ့လက်ဝဲအောက်ဆွဲတော်နှစ်စုကြတော့လက်ဝဲအထက်ဆွဲတော်ကတော့ယဟန္တာတစ်ပါးကပင့်ဆောင်သွားလို့ခန္ဓာရတိုင်းဆိုတာရောက်သွားတယ်ခန္ဓာတိုင်းဆိုတာပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့နားမှာရှိတယ်လို့သမိုင်းတွေရသိရတယ်ပေါ့နော်အေးဒါကြောင့်မလို့အခုအာဖဂန်နစ္စတန်ထဲမှာရှိတဲ့ကန်ဒဟာဆိုတဲ့မြို့ရှိအတန်ရင်းစင်တယ်ကန်ဒဟာဆိုတာခန္ဓာရလို့ဒီလိုယူဆကြတာလည်းရှိတယ်ပေါ့နော်အဲ့ဒီရောက်သွားပြီးတော့အဲ့ဒီဒေသကလူတွေကိုးကွယ်ပြီးတော့နေကြခဏိခေတ်တော့ဓာတ်တိမ်မြုပ်သွားတယ်ပေါ့တခါလက်ဝဲအောက်ဆွဲတော်ကတော့အိန္ဒိယနိုင်ငံတောင်ပိုင်းကာလင်္ဂမြို့ဆိုခုခဏိခေတ်အနေနဲ့ပြောမယ်ဆိုရင်ကလကတ္တာကနေတောင်ဘက်သွားလို့ရှိရင်ဩရိတဆိုတဲ့ပြည်နယ်ရှိတယ်ပသိမ်ကမ်းရိုးတန်းနဲ့ဖြောင်းဖြောင်းတန်းတန်းလောက်မှာဩရိတပြည်နယ်ဆိုအဲ့ဒီမှာကာလင်္ဂတိုင်းဆိုတာရှိတယ်အဲ့ဒီကာလင်္ဂတိုင်းရောက်သွားတယ်နောက်ပိုင်းကျတဲ့အခါကာလင်္ဂတိုင်းမှာမြတ်စွာဘုရားရဲ့ဆွဲတော်ကိုလူယူမဲ့ဘေးရန်အန္တရာယ်တွေရှိလာတဲ့အခါမှာဒါနပူရမြို့ကဟေမမာလာမင်းသမီးနဲ့ကျင်ရတော်တို့ကနေပြီးတော့အဲ့ဒီဆွဲတော်ကိုစတုံးထဲမှာဝှက်ပြီးရသေးအောင်ဆောင်ပြီးဆွဲတော်ကိုတီဟိုကျွန်းကိုပင်သွားလို့ခုတော့တီဟိုကျွန်းမှာရောက်နေတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါဆွဲတော်4စုသွားတော်တွေကြတော့ဘယ်ရောက်သွားတော့ဆိုလို့ရှိရင်နတ်တွေအဆင့်ဆင့်ပင့်သွားလို့သွားတော်တွေအန်တော်တွေကတော့စัจ java လအနှံ့ရောက်သွားတယ်မွေးညင်းတော်တွေကလည်းပဲစัจ java လအနှံ့ရောက်သွားတယ်လို့ဒီလိုဆိုရဒီလိုဆိုတယ်အဲ့ဒီလိုမြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကပ်ဖို့ဆိုပြီးတော့လောကသားတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားအဓိဋ္ဌာန်ထားခဲ့တဲ့အတိုင်းကိုယ်ပဲစိတ်ကကြတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုးချမ်းသာတွေကိုရကြတယ်ပေါ့ကောင်းကျိုးချမ်းသာတွေရကြရွှေကုံဘုရားတဲ့ဌာပနာတယ်လို့ဆိုတဲ့ဆွေတော်ကတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဘုရားအဖြစ်သို့ရောက်ခါစားကချီးမြှင့်လိုက်တဲ့ဆပင်ရှစ်စုသာဆံတော်ရှစ်စုသာဖြစ်တယ်ပေါ့အခုပြောတဲ့ဆံတော်တွေဆိုတာကပြိဋိဘံဆံပြီးတဲ့နောက်မှာဖြစ်တဲ့ဆံတော်တွေပေါ့နော်အဲ့ဒါလို့မြတ်စွာဘုရားရဲ့ဓာတ်တော်မွေးတော်သာရိတိကဓာတ်မြတ်တွေကိုပူဇော်ကြတဲ့ပုဂ္ဂိုလ်တွေဟာလူချမ်းသာနတ်ချမ်းသာဆိုတာအနည်းဆုံးရကြလက်ဥကလေးကြည်နူးတဲ့စိတ်နဲ့တစ်ချိန်လောက်လက်ဥကလေးခြိလိုက်တာနဲ့ပဲနတ်ပြည်လူပြည်ရောက်ပြီးတော့သွားကြတဲ့ပုဂ္ဂိုလ်တွေဟာမရည်တွက်နိုင်လောက်အောင်များပြားတရားသူတရားမြတ်ရဖို့ဆိုတာကြတော့မြတ်စွာဘုရားရဲ့အဆုံးအမကြာကြာနာနာနားလည်ပြီးလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်မှတရားသူတရားမြတ်ဆိုတာရသို့တော်လည်းပဲမြတ်စွာဘုရားနဲ့ပတ်သက်ပြီးပုဂ္ဂိုလ်တိုင်းဟာမိမိရဲ့ကြည်နူးတဲ့စိတ်နဲ့မြတ်စွာဘုရားအပေါ်မှာပူဇော်လိုက်တာနဲ့တပြိုင်နက်ကောင်းကျိုးချမ်းသာတွေရသွားတာတော့လောကသားတို့အတွက်မြတ်စွာဘုရားရဲ့ကြိုးပမ်းအထောက်ချက်ပဲတစ်ခုဖြစ်တယ်ပေါ့အဲ့ဒါလို့ကတ္တဗမြတ်စွာဘုရားမှာဓာတ်တော်တဆူတည်းဖြစ်တော့ဇေဒီကိုတဆူတည်းတည်ရဒေဇူတဆူတည်းတည်ပြီးတော့ဇေဒီထဲမှာ
မြတ်စွာဘုရားရဲ့ဓာတ်တော်ကြီးကိုဌာပနာဖို့လုပ်တဲ့အချိန်မှာလိုအပ်တာကငွေကြေးကလည်းလိုအပ်နေတယ်လိုအပ်နေသည့်အတွက်ကြောင့်စီဝေးတိုင်ပင်ကြတယ်ငွေဘယ်သူထည့်နိုင်မလဲတထေးတွေနော်တောရွာကတထေးကထည့်မလားမြို့တထေးကထည့်မလားဇေဒီတဲနေတဲ့အခွဲထဲမှာတောရွာတထေးနဲ့မြို့ကတထေးဒီနှစ်ဦးပိုက်ဆံချမ်းသာတဲ့ပုဂ္ဂိုလ်တွေဇေဒီထဲမှာပိုက်ဆံများများထည့်တဲ့ပုဂ္ဂိုလ်ကိုအကြီးအကဲယာရုတင်မယ်လို့ဒီလိုကြေညာလိုက်တဲ့အခါကျတော့ကြေးရွာတထေးကသူအကြီးအကဲဖြစ်ဖို့ဆိုပြီးတော့နော်ပိုက်ဆံတကယ်သူလှူမယ်လို့ဆိုပြီးတော့တကယ်လှူလိုက်1 million လှူတာပေါ့စပြီးတော့ဒီလိုစလှူတဲ့အခါကျတော့မြို့တထေးကအားကြမခံလေးလံပြစ်တဲ့ဈေးအတိုင်းပါပဲတိုးမြင့်လိုက်တာသူကတကယ်ဆိုရင်ကျွန်ုပ်က2ကလေးထည့်မယ်ဆိုပြီးတော့ထည့်အဲ့ဒီလိုနဲ့တိုးသွားလိုက်တာဘယ်ရောက်သွားတော့ဆိုရင်တောရွာတထေးကသူက8ကလေးထီအောင်ထည့်မယ်လို့ဆိုမြို့ရွာတထေးက9ကလေးထည့်မယ်လို့ဒီလိုပြောအဲ့ဒီအချိန်မှာတောရွာတထေးကသူ့မှာချမ်းသာတာ9ကလေးပဲရှိတယ်တဲ့သူက9ကလေးလှူမယ်ဆိုရင်ဟိုက10ကလေးဆိုပြီးသူ့တဲ့တာပေါင်းမှာပဲအဲ့တော့သူကအကြံထုတ်တယ်ပတ်စံလှူလို့ကတော့ငါသူ့ကိုမနိုင်ဘူးမျိုးတထေးကဂရေ40တောင်ချမ်းသာတယ်သူက9ဂရေပဲချမ်းသာတယ်အဲ့တော့ငါသူ့နဲ့မပြိုင်နိုင်ဘူးပေါ့လေးလံပြိုင်ဆွဲတယ်လို့ပဲဟုတ်ကဲ့ငါသူ့နဲ့မပြိုင်နိုင်ဘူးအဲ့တော့သူမလုံနိုင်တာကိုငါလုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ရှင်ပြိုင်မှုမှာသူကဘာလုပ်လိုက်တော့ဆိုလို့ရှိရင်သူမိသားစုအားလုံးဟာစေတိယဒါတာဖျားကျွန်ဖြစ်သူတို့အခု9ကလေးလဲလှူမယ်ဖျားကျွန်ဖြစ်လဲသူတို့ကိုသူတို့လှူမယ်လို့ကြေညာလိုက်တဲ့အခါကျတော့အဲ့ဒီကျတော့မြို့တထေးကဒီလိုမလုံနိုင်ဘူးလေမလုံနိုင်တော့အရှုံးပေးလိုက်တယ်ပေါ့အရှုံးပေးလိုက်တော့အဲ့ဒီတောရတထေးကအဲ့ဒီစေဒီမှာအကြီးအမှုဖြစ်သွားကြီးမှုဖြစ်သွားသို့တော်လည်းတိုင်းသူပြည်သားတွေကသူ့ကိုကျွန်အဖြစ်ကလွတ်စေဖို့အတွက်ရွေးပြီးတော့ပေးချပေးမယ်လို့သူတို့မိသားစုဟာတစ်သက်လုံးဖျားကျွန်အဖြစ်ဖျားကိုပြုစုပြီးစေဒီကိုပြုစုဆောင်ရှောက်ပြီးတော့နေသွားကြတယ်မြန်မာဘုရင်တွေလက်ထက်တုန်းကလည်းပဲဖျားကျွန်ကြောင်းကျွန်ဆိုပြီးတော့ဘုရင်တွေကလှူတာရှိတယ်တစ်သက်လုံးဖျားကိုပြုစုဆောင်ရှောက်ဖို့ဆွမ်းတော်ကပ်ဖို့ရေချမ်းပန်းတော်စီမီပန်းတော်လှူဒန်းဖို့အမိုက်တရိုက်တန်ရှင်းဖို့ဆိုပြီးတော့ဇေဒီကြီးတွေတည်ထားတဲ့အခါမှာဖျားကျွန်ကြောင်းကျွန်ဖြစ်လှူတယ်ဆိုတဲ့သမိုင်းမှတ်တမ်းကြောက်စာတွေဟာရှိတယ်မြန်မာပြည်မှာလည်းဒါတွေရှိခဲ့ဘူးဒါတွေကိုအကြောင်းပြုပြီးတော့ပေါ်လာတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်အခုကတော့ဘုရင်ကလှူတာမဟုတ်ဘူးသူတို့ကိုယ်တိုင်စေရနာနဲ့ဖျားရဲ့ကျွန်အဖြစ်ကြေညာပြီးတော့သူတို့ကိုယ်တိုင်ဖျားကိုဆောင်းလျှောက်ခဲ့ကြတာဖြစ်တယ်ခုခေတ်တော့ဂောပကဆိုတာရှိတယ်ဂောပကကတော့ဖျားလူကြီးဆိုတော့ဖျားကျွန်တော့မဟုတ်ဘူးသူကနော်ဖျားခြင်းမဟုတ်ဘူးဖျားတဲ့ကြီးတလားတော့မသိဘူးပေါ့နော်အေးဒါတွေကတတိထားเสียတော့ကောင်းတယ်ပေါ့နော်တတိထားเสียကောင်းတယ်ဖျားကိုဆောင်းလျှောက်တယ်လို့ဆိုတဲ့နေရာမှာခဏဆောင်းလျှောက်တာကတချို့လဲလာကစားတယ်ထမရဲ့လာကစားတယ်နဲ့တူပါစေရနာနဲ့တကယ့်ကိုဆောင်းလျှောက်ရင်တော့ကုသိုလ်ဖြစ်ဖို့များပါတယ်ပေါ့စေရနာမဟုတ်ဘူးဆိုလို့ရှိရင်တော့လေအပြစ်ဖြစ်ဖို့တော့အလွန်များတယ်လို့ပြောရမှာပဲတတိထားဖို့ပြောတာနော်တတိထားဖို့ပြောတာတချို့လဲတတိထားမိမှာပါတောရွာကဂောပကတကာကြီးတယောက်ကတော့မန္တလေးကဘုန်းကြီးတစ်ပါးကိုရှောက်တဲ့မန္တလေးကဘုန်းကြီးကမြို့တကာကြီးလဲလာပါအောင်လားမြို့မှာအဝီစီးရေတောက်ရတယ်လို့ပြောတယ်ကိုတော်တို့ကသာတောက်ကြပါတဲ့တပည့်တော်တွေကနောက်တောက်ရမှာပဲအဲ့လိုပြောတယ်သူကတော့အဓိပ္ပာယ်ရှိတယ်နော်ဘုန်းကြီးတစ်ပါးပြန်ပြောပြတယ်တော့ကိုတော်တို့သာတောက်ကြပါတပည့်တော်တို့နောက်တောက်ရမှာပါလို့ပြောတယ်အေးတတိထားเสียကိုယ့်ဆန်းစစ်ဖို့လိုအပ်တယ်ပေါ့ရှင်းတော့ကဖျားဂောဘကဖျားကိုဒီဝေယဝိဆဆောင်ရွက်တဲ့ပုဂ္ဂိုလ်ဆိုတာမြတ်စွာဘုရားကိုအလွန်ယိုသေးပြီးတော့မိမိရဲ့
ခန္ဓာကိုယ်ကိုနှက်အပ်ပြီးတော့ဘုရားရဲ့ဝေယဝိဆဆောင်ရွက်ကြတယ်ဆိုတဲ့ထုံးကိုနမူနာထားပြီးတော့ဘုရားဝေယဝိဆကိုလှုပ်သိကြတယ်လို့တတိထားကြဖို့ပေါ့နော်တတိထားမှအချိန်လွန်သွားမှပြန်ပြင့်လို့မရဘူးတတိထားပြီးတော့လှုပ်မယ်ဆိုရင်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတွေဖြစ်ပါတယ်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတွေဖြစ်တယ်နေပြီးတော့ဒီစကားဆရာတော်ကြီးပြောသလိုဖြစ်မှာဆိုရစကိုင်းကလူတွေပြောတာပါမန္တလေးကလူတွေပြောတာမဟုတ်ဘူးတဲ့မင်းတို့စကိုင်းကလူတွေကဖျားရှိကရှင်သေးတွေနဲ့တူတယ်လို့ပြောဒါဖြင့်ဖျားစောင့်တာလားဆိုဘယ်ဟုတ်မှာတော့မင်းတို့ဖျားကြောပေးနေကြတယ်ကောနော်ဖျားနာနေပြီဖျားကြောပေးပြီးမနေမိဖို့အရေးကြီးတာပေါ့နော်ဘုရားကြောပေးနေတာလေဟုတ်တယ်ဘုရားခြေရချင်းသေးကဘုရားကြောပေးနေတာပဲအမြဲတမ်းဘုရားပဲလှဲ့တယ်လို့မှမရှိတာဟုတ်အဲ့တော့ဒီအမျိုးသားနဲ့အမျိုးသမီးတထေးမိသားစုတောရတထေးမိသားစုဟာဘုရားကိုကသဗ္ဗမြတ်စွာဘုရားရဲ့ဓာတုတွေဓာတ်တော်တွေမွေတော်တွေဌာပနာထားတဲ့ဇေဒီထဲမှာယာသက်ပံဝကြည်ဝငယ်ပြုတ်ပြီးတော့အသက်ထက်ဆုံးရောက်တဲ့အခါမှာဘုရားကိုပြုစုရတဲ့စောင့်ရှောက်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်သူတို့မိသားစုဟာအလုံးနတ်ပြည်ရောက်သွားကြတယ်။တန်တရားဆိုတာအလွန်ကြောက်စရာကောင်းတယ်။အလွန်ကြောက်စရာကောင်းတယ်။ဘဝဆိုတာသစ္စာလေးပါးကိုမသိသေးလို့ရှိရင်ဒီကနေ့အချိန်ရဲ့အဆုံးအဖြတ်တိုင်းလူတွေဟာဖြစ်ချင်ဟာဖြစ်သွားတတ်တယ်ပေါ့။အာယုံဆိုတာကဘယ်အာယုံနဲ့သိမယ်ဆိုတာမသိနိုင်တဲ့အတွက်ကြောင့်ဒီကနေ့ဖြစ်ပေါ်လာတဲ့အာယုံတစ်ခုပေါ်မှာဆွဲမဲ့ပြီးတော့လူတွေဟာဘဝကိုကူးသွားကြတာဖြစ်တယ်။အဲဒီလိုကုသိုလ်ကောင်းမှုလုပ်ထားရတာစုံကြီးစံကြီးဘဝခရီးသွားတဲ့အခါဟောဒီဂေါရဝမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါကျတော့အမျိုးသမီးကတထေးအိမ်လာဖြစ်ပြီးတထေးသမီးဖြစ်တယ်။အမျိုးသားကတော့တောရွာမှာမုတ်ဆိုးအိမ်ဖြစ်ပြီးတော့မုတ်ဆိုးသွားဖြစ်ပြန်တယ်ဟောကုသိုလ်အတူတူလုပ်ခဲ့ပြီမဲ့လို့ဘဝဆိုတာစုံကြီးစံကြီးဒီလိုဖြစ်တတ်တယ်ပေါ့အေးဒီအမျိုးသမီးတထေးသမီးလေးဟာမုတ်ဆိုးကလှဲနဲ့သူဖမ်းဆီးတပ်ဖြတ်ထားတဲ့သားကောင်လေးရဲ့အသားကိုမြို့ဈေးတက်ရောက်တဲ့အချိန်မှာမြင်လိုက်တာနဲ့ပဲအဲ့ဒီမုတ်ဆိုးနောက်လိုက်သွားတာသူကတန်ရောစင်ကဖြစ်သွားပြီးတော့မြင်လိုက်တာနဲ့တည်းပဲသူတန်ရောစင်ဖြစ်ပြီးလိုက်သွားပြီးတော့အိမ်တော်ကြတော့သား9ယောက်မွေးတယ်အဲ့ဒီ9ယောက်ကလည်းကသဗ္ဗဘုရားလက်ထက်တုန်းကကုသိုလ်ပြုခဲ့တဲ့သားတွေကြီးပဲတဲ့နော်ဘဝဆိုတာစုံစည်းတတ်တယ်နော်ကိုအောင်နိုင်ဆွေတို့သားတွေလည်းဟိုဘွားတော်ကသားတွေဖြစ်ချင်းဖြစ်နေမှာနော်အခုဆိုတော့သူတို့စုံစည်းတာလည်းကြည်အောင်တယောက်ကဟုတ်အညာကတယောက်ကဟုတ်အောက်ကနော်ပြန်ပြီးတော့စုံညတာကြည်လေအေရဝတီတိုင်းကတယောက်ကချင်ပြည်နယ်ကတယောက်နဲ့တူတယ်ကြားမြန်မာပြည်နဲ့ထိတ်ဆုံးအောက်ဆုံးလို့ပြောရမှာပဲအဲ့ဒါလို့ဘဝဆိုတာပြန်ပြီးစုံတွေ့ကြတယ်ပြန်ပြီးစုံတွေ့ကြဒီဘဝလည်းကုသိုလ်ကောင်းမှုတွေအတူပြုနေကြပြန်ပြီးစုံတွေ့နိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကမိန့်ကြားလိုက်တဲ့အထက်မှာမုတ်ဆိုးနဲ့အကြောင်းပါသွားတဲ့ဒီတထေးသမီးလေးဟာ9နှစ်အရွယ်တဲ့သောတပန်လို့ပြောတာဟောသောတပန်ဖြစ်တဲ့အမျိုးသမီးလေးကမုတ်ဆိုးနဲ့အကြောင်းပါသွားတာထားနော်မုတ်ဆိုးနဲ့အကြောင်းပါသွားမုတ်ဆိုးနဲ့အကြောင်းပါတယ်ဆိုကြတဲ့ကမုတ်ဆိုးကတပ်ဖြတ်လာတဲ့ဒီအကောင်တွေရဲ့အသားကိုသူဟာရောင်းချရမှာပဲဓာတ်တွေလှန်နေသိမ့်ပေးတာတို့ယူပေးတာတို့သူလုံးအောင်မှာပဲလေမဆိုးအိမ်မှာနေရင်တော့ဒီအလုပ်တွေကရှောင်နိုင်စရာအကြောင်းမရှိဘူးပေါ့အဲ့တော့စဉ်းစားစရာဖြစ်မလာဘူးလားအကြောင်းပါတာတော့အတိတ်ဘဝကရေစက်ဆုံခဲ့လို့အကြောင်းပါတာဟုတ်ပြီဓမ္မအဆင့်ကြတော့အမျိုးသမီးကသောတာပန်အမျိုးသားကမုတ်ဆိုးဆိုတော့အလုံးကိုဝေးကွာနေတယ်သူတော်ကောင်းချင်းပေါင်းဖက်တာမဟုတ်ဘူးသူတော်ကောင်းနဲ့အလွန်နှိမ့်ကြတဲ့ပုဂ္ဂိုလ်နဲ့ဆုံစည်းနေတာသို့တော့သူတို့ကြားမှာဘာပြဿနာရှိလဲဘာမှပြဿနာမရှိဘူးအတိတ်ဘဝကတာယာစင်တွေက
ခိုင်မာနေတော့ဘာသာရောစင်မှမရှိဘူးသူ့အမျိုးသားအိမ်တော်ကရှင်ခိုင်းတဲ့အတိုင်းပဲလှန်ဆိုလဲယူပေးလိုက်တာပဲဒါဆိုရင်လည်းယူပေးလိုက်တာရလာတဲ့ဒီတော်တဲ့ကဖမ်းဆီးတပ်ဖြတ်လာတဲ့အကောင်တွေရဲ့အသားလည်းရောင်းချပေးလိုက်တာဒီလိုနဲ့အသက်မွေးတာသောတာပန်ပုဂ္ဂိုလ်ဖြစ်ရတဲ့အခုလိုတရားတွေကိုတပ်ဖြတ်ပြီးတော့အသက်မွေးတဲ့အိမ်မှာနေလို့ရသလားဆိုပြဿနာအရေးကြီးလားပေါ့နော်ပြဿနာအရေးကြီးလားခဏိတိမဖြေရှင်းနိုင်တဲ့မိဂုံတစ်ခုလိုဖြစ်လာပေါ့ဒီတရားတွေတတ်ဖို့အတွက်မိုးဆိုးကတောသွားတယ်ဆိုလို့ရှိရင်သူကလှန်နေပါလေချပေးထားတယ်အိရှမဝတ္တရားအရာမိုးဆိုးတောထဲမှာစားဖို့တွေသူပြင်ပေးတယ်ဓာတ်တွေလှန်နေပြင်ပေးထားတယ်ဓာတ်တွေသူလုပ်ပေးတယ်သို့တော့သူကသောတတ်ပါနော်ဓာတ်တွေနဲ့တရားတွေကိုတတ်မယ်ဆိုတာသူသိတယ်သို့တော့မြတ်စွာဘုရားရှင်းပြတဲ့စကားဟာအမှန်တမ်းဒီစိတ်ပေါ်မှာအခြေခံပြီးတော့ရှင်းပြတာဖြစ်တော့ကြောင့်နားလည်ဖို့အလွန်ခက်တယ်လူစိတ်ဆိုတာအမှန်တမ်းဆန်းကျင်မြတ်စွာဘုရားကမိုးဆိုးအိမ်မှာသောတာပန်အမျိုးသမီးလေးဟာအခုလိုမိုးဆိုးနဲ့ပေါင်းဖက်ပြီးတော့စီးပွားရှာနိုင်ပြီးနေနိုင်တာသူ့မှာရောအကုသိုလ်မပတ်သက်ဘူးလားတစ်ဖက်ကနေတွက်မယ်ဆိုလို့ရှိရင်သူနဲ့ပတ်သက်နေတယ်လို့သူလည်းအကုသိုလ်ဖြစ်မှာပဲလို့ယူဆကြမှာပဲအဲ့တော့မြတ်စွာဘုရားကရှင်းတာတော့ဘယ်လိုရှင်းတော့ဆိုရှင်းလေးပဲမြတ်စွာဘုရားပါဏိမိစေဝနောနတ္တကိုကြည့်ကိုလက်မှာလက်ဖွားမှာအနာအဆာမရှိဘူးအပေါက်အပြဲမရှိဘူးလက်မှာဘယ်နေရာမှပေါက်နေတာပြဲနေတာသွေးထွက်နေတဲ့နေရာမရှိဘူးဆိုလို့ရှိရင်ဟရိယပဏိနံဝိတံအစိတ်ကိုလက်နဲ့ကင်လို့ရတယ်လက်မှာနော်အပေါက်အပြဲမရှိဘူးဆိုရင်အဲ့ဒီလက်နဲ့အစိတ်ကိုကင်စိတ်ကိုကင်နေဆိုတဲ့အစိတ်ဟာအနေရှိတဲ့အရာပဲကင်နေသို့တော့နဗ္ဗနံဝိတမနွေတိအစိတ်မရှိဒီအစိတ်ကင်မိမဲ့လို့အဲ့ဒီလက်မှာအနာစာမရှိသည့်အတွက်ကြောင့်လူကိုစိတ်ကနေပြီးတော့လူရဲ့သွေးသားတွေကိုမရောက်ဘူးတဲ့မနှိမ့်ဆက်ဘူးအဲ့ဒါလိုပဲနတ္ထိပပအကုဝတောအကုသိုလ်ကိုမလုပ်တဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်ကမရောက်ဘူးဆိုလိုတာကစိတ်မပါသည့်အတွက်ကြောင့်စိတ်ကသေးပါစေဆိုတဲ့စိတ်ဓာတ်မရှိဘူးတရားတွေသွားတတ်ပါစေဒီနေ့အကောင်ရတာနဲတယ်ပေါ့လက်ဖြင့်ဟာဒီတဲ့များဖမ်းခဲ့ပါဒီလိုစိတ်တွေလည်းမရှိဘူးသူမှမိသားစုဘဝအနေနဲ့ဝတ္တရားတစ်ခုဆောင်ရွက်ပြီးတဲ့အနေအထားမျိုးသာရှိတယ်သူစိတ်ကအလွန်တန်ရှင်းစင်ကြယ်သူလက်မှာအနာမရှိတယ်လို့ပဲစိတ်မှာလည်းပဲမကောင်းတဲ့ရည်ရွယ်ချက်တွေဘာတစ်ခုမှမရှိဘူးတဲ့အမှန်တမ်းတန်ရှင်းစင်ကြယ်တဲ့စိတ်နဲ့လှုပ်တာယောက်ျားတစ်ယောက်ကိုမိမိရဲ့အိမ်ရှင်ယောက်ျားကိုဝတ္တရားဆောင်ရွက်ပြီးတဲ့အနေအထားမျိုးကသူလုံးဝတပြားသားမှမကြုံဘူးအဲ့ဒါကြောင့်မို့လို့သူ့မှာအကုသိုလ်မဖြစ်ဘူးလို့မြတ်စွာဘုရားရှင်းတာနော်အဲ့လေကိုအလွန်ခက်တယ်ဒီနိခန္ဓလို့ဆိုတဲ့သူ့တီထောင်တဲ့နာတဗုဒ္ဓတို့ကသူတို့ဘယ်လိုယူဆရှိတုံးဆိုလို့ရှိရင်စားတဲ့လူနဲ့တတ်တဲ့လူဒီနဲ့အခုဆိုပါစို့သားကောင်တွေကိုတတ်တဲ့ပုဂ္ဂိုလ်ကတူအသားစားတဲ့ပုဂ္ဂိုလ်ကတူနှုတ်ရှိအခုကိုယ်လည်းစဉ်းကျင်စဉ်းစားကြည့်တတ်တဲ့လူကတယောက်လေစားတဲ့လူကတယောက်ဈေးကနေဝယ်စားကြတယ်လေအဲ့တော့ဒါပေမဲ့ကိုတတ်တာမဟုတ်ဘူးအဲ့တော့နိခန္ဓာတွေရဲ့အယူဆရစားတော့သူကတတ်တဲ့လူကတဝက်စားတဲ့လူကတဝက်50-50တဲ့50-50ဒီတာဝန်ရှိတယ်ဒီလိုဆိုတယ်သူတို့အယူဆတာနော်အဲ့ဒီလိုလဲဟောပြောတယ်မြတ်စွာဘုရားကိုတိဟစစ်သူကြီးကတာဟင်းနဲ့ဆွမ်းကတ်တဲ့အခါမှာနိခန္ဓာတွေကမြို့ထဲလှည့်ပြီးတော့ရှုတ်ချဒီသားကောင်လေးသိရတာဟာယဟန်ဂေါတမကိုအကြောင်းပြုသိတာအဲ့တော့ယဟန်ဂေါတမဟာသားကောင်လေးသိဆုံးမှုနဲ့ပတ်သက်ပြီးဒီအကုသိုလ်တဝက်တာဝန်ရှိတယ်ပေါ့ဟောဒီလိုဆိုတာနော်ဒါကြောင့်မို့ဂဏိခေတ်မှာလည်းပြောတယ်လေဂဏိခေတ်မှာလည်းပြောကြတယ်အသားစားတဲ့ပုဂ္ဂိုလ်ဟာတတ်တဲ့ပုဂ္ဂိုလ်ရဲ့တဝက်
အကုသိုလ်နဲ့ပတ်သက်တယ်လို့ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားကြတော့အဲ့ဒါလို့မဆိုဘူးမြတ်စွာဘုရားကကြည့်ကိုယ်လက်မှာတဲ့အနာမရှိဘူးဆိုရင်စိတ်ကံအဲ့ဒီစိတ်ဟာအနာမရှိတဲ့လက်ကိုဒုက္ခမပေးဘူးဥပမာဒါဥပမာအနေနဲ့ပြောတာကြည့်ကိုယ်မှာတံပြတ်တဲ့စိတ်ဓာတ်ရှိတယ်ဘယ်သူပေါ်မှာသေစေလိုတဲ့စိတ်မရှိဘူးဆိုတဲ့အနေမှာကိုယ်နဲ့ပတ်သက်နေတော့လဲကိုယ်မှာဘာအကုသိုလ်မှမဖြစ်ဘူးဒါကြောင့်မို့လို့ဘုရားရဲ့တရားတော်က intentionally killing ကိုဆိုလိုတယ် intentionally ဆိုတာတမင်တက်တတ်လို့တဲ့စိတ်စေတနာနဲ့တတ်မှတ်သူကပါဏာတိပါဒဆိုတာဖြစ်တာတတ်လို့တဲ့စိတ်လုံးဝမရှိဘူးရွယ်ချက်ရှိနဲ့တတ်မှတ်ဒါကလောကဥပဒေမှာလည်းပဲတူတူပဲလေလူတယောက်တူနဲ့တူရံဖြစ်ကြတယ်ရံဖြစ်ရကသူ့ကိုတတ်တယ်လို့တတ်ဖို့လုပ်တာမဟုတ်ဘူးမတော်တဆကာကွယ်လိုက်တာနဲ့ဟိုတစ်ဖက်သားသေသွားလို့ရှိရင်လူသေမှုသာဖြစ်တာလူတတ်မှုမဖြစ်ဘူးတမင်တတ်တယ်ဆိုလို့ရှိရင်ပုံမှန်မတူဘူးပေါ့လောကဥပဒေတောင်မှပဲအဲ့လိုရှိတယ်အဲ့တော့ဒါကတော့ကိုယ့်ကိုယ်အတိဆုံးပဲရသော်ဘုရားသခင်ကိုရောမြတ်ကစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာဖြစ်သောကြောင့်စိတ်တန်ရှင်းနေသည်များအကုသိုလ်ဆိုတာဖြစ်တာမဟုတ်ဘူးတဲ့အကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်ပဲဖြစ်ဖြစ်စိတ်နဲ့ပတ်သက်တာတွေကြီးပဲအကုန်လုံးစိတ်ထဲကပါမအကုသိုလ်ဖြစ်တယ်လို့ဒီလိုရှင်းတာနော်ဒီလိုဆိုတာဒါကြောင့်မို့လို့ရသော်ဘုရားကနိဂန္ဓနာတဗုဒ္ဓတို့ပြောတဲ့ထဲမှာအေးအသားစားယုံနဲ့ဒီထဝက်အကုသိုလ်အပြစ်ရှိတယ်ဆိုတာမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်ပေါ့စားတဲ့လူရဲ့စိတ်တတ်တဲ့လူရဲ့စိတ်ဒီစိတ်နှစ်ခုကိုအခက်ခတ်ကြည့်တတ်တဲ့လူကဒီတရားကိုသိအောင်လုပ်တယ်ဆိုတဲ့ကသူကဒေါသနဲ့လုပ်ရတာလေဒေါသနဲ့လုပ်တယ်အသက်ရှင်လျက်ရှိတဲ့တရားကိုချုပ်ကင်ပြီးတော့တပ်ဖြတ်တယ်ဆိုတဲ့စိတ်ရဲ့ဟင်းအနေနဲ့ချက်စားပြီးတော့စားတယ်ဆိုတဲ့စိတ်ရဲ့တူပါမလားမတူဘူးစားတဲ့အချိန်ပတ်တဲ့အချိန်လို့သိပါစေဆိုတဲ့စိတ်မရှိဘူးလေဟင်းအနေနဲ့ပဲစားကြတယ်အဲ့ဒါကြောင့်မလို့စိတ်တက်ခြင်းမတူလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့အကုသိုလ်ဖြစ်တာချင်းတူလို့ရမလဲမတူနိုင်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားရဲ့ရှင်းလင်းချက်ကတော့အမှန်တမ်းထင်ရှားပါတယ်လက်ဖွားမှာအနာမရှိဘူးဆိုရင်အဲ့ဒီလက်နဲ့အစိတ်ကင်လို့ရတယ်ကင်နဲ့လက်ကိုအစိတ်ဟာမသိနိုင်ဘူးစိတ်မသိဘူးဒါကြောင့်မို့လို့ရွယ်ချက်နဲ့အကုသိုလ်မလုပ်လို့စိတ်ထဲကအကုသိုလ်စိတ်မပါဘူးဆိုလို့ရှိရင်ဒီအပြစ်မရှိဘူးလို့မြတ်စွာဘုရားလို့ဟောတာအပြစ်မရှိဘူးဆိုတာလှုပ်ခိုင်းတာပြောတာမဟုတ်ဘူးနော်ကဲရှင်းလင်းပြီးတော့ကြည့်ရအောင်ဘုန်းကြီးတို့တွေကားစီးသွားတာပဲဖြစ်စေကိုယ်တိုင်ကားမောင်းသွားကြတာပဲဖြစ်စေလမ်းလျှောက်သွားကြတာပဲဖြစ်စေလမ်းလျှောက်တဲ့အခါမှာလမ်းအနေနဲ့ခရီးအနေနဲ့လျှောက်ကြတာအဲ့ဒီလျှောက်သွားတဲ့အပေါ်မှာရောကိုယ်ကြောင့်ကိုယ်ခြေထောက်အောက်ရောက်သွားလို့သေသွားတဲ့တရားတွေရောမရှိဘူးလားအဲ့ဒါလို့ရှိတာရောအကုသိုလ်ဖြစ်တော့မှာပေါ့လို့မို့ဆိုရင်နော်အဲ့ဒီမှာကိုကသေစေလိုတဲ့စိတ်မရှိသည့်အတွက်ကြောင့်အကုသိုလ်ဆိုမလာဘူးတဲ့အဲ့ဒီချင်းနော်ဒါနဲ့ပတ်သက်ပြီးတော့မှတ်သားစရာတစ်ခုရှိတယ်မှတ်သားစရာတစ်ခုရှိ50ထဲမှာတိဋ္ဌိရဇတ်ဆိုတာရှိတယ်အဲ့ဒီတိဋ္ဌိရဇတ်ဆိုတာဒီရှင်းလင်းပြီးတော့ဖော်ပြထားတာဒီအချက်နဲ့ပတ်သက်ပြီးတွဲဖက်ပြီးတော့မှတ်သားဖို့ခါကလေးတစ်ကောင်ကိုမိုးဆိုးတစ်ကောင်ကဖမ်းပြီးတဲ့အခါကျတော့သူကဟိုတင်တန်းပေးထားတယ်ပေါ့တင်တန်းပေးထားတာကျိုးလေးနဲ့ချီပြီးတော့တွန်ခိုင်းတယ်အော်ခိုင်းတယ်အော်လိုက်တဲ့အခါကျတော့ကြံတဲ့ခါတွေကရောက်လာကြတယ်ပေါ့တို့မိတ်ဆွေတို့အမျိုးရှိတယ်သို့မဟုတ်တို့နယ်ပယ်ထဲမှာခါတကောင်ရောက်လာတယ်ဆိုပြီးတော့ရန်လှုပ်ချင်တဲ့ခါလည်းရောက်လာတယ်အဖော်လှုပ်ချင်တဲ့ခါကလည်းရောက်လာတယ်ပေါ့နော်တည်ထားတဲ့ခါပေါ့တည်ခါလို့ခေါ်တာပေါ့အဲ့ဒါလို့ခါလေးတစ်ကောင်ကိုမွေးထားပြီးတော့ကျိုးနဲ့ခြေထားပြီးတော့အော်ခိုင်းတာသူက
တွန်းခိုင်းတာခါတွန်းတာကိုကြားတဲ့အခါကျတော့ကြံတဲ့ခါတွေကရောက်လာကြရောက်လာတဲ့ခါတွေအားလုံးကိုမုတ်ဆိုးကဖမ်းပြီးတော့တတ်ဖြတ်ပြီးရောင်းချစားတော့တာကိုဒီခါလေးကမြင်နေရသူတွန်းလိုက်တိုင်းတခြားခါတွေရောက်လာတဲ့ခါတွေဖမ်းခံရတယ်အသက်ခံရတယ်သူကလွဲရင်ကြံတဲ့ခါတွေအသက်ခံရတာသူမြင်ရတဲ့အခါစိတ်မကောင်းဖြစ်တယ်သူကစိတ်မကောင်းဖြစ်ပြီးတော့ငါကြောင့်ဒီသူတို့တည်ရတယ်ဆိုပြီးတော့ငါလည်းအကုသိုလ်ဖြစ်မှာပဲလို့စိတ်ထဲမှာရှိတယ်တန်တရားရှိအဲ့ဒါကြောင့်မလို့သူမတွန်းတော့ဘူးငြိမ့်နေတဲ့အခါကျတော့မုတ်ဆိုးကဘာလုပ်တော့ဆိုသူ့ကိုနှီးတုပ်ကလေးနဲ့ခေါင်းရိုက်တယ်မအော်အောင်ရိုက်တာမအော်ဘူးဆိုရင်ရိုက်တယ်ရိုက်တော့နာတော့သူကအော်ရပြန်တယ်ပေါ့အဲ့ဒီလိုနဲ့တောထဲမှာရှိတဲ့ခါတွေဟာသူ့ကိုအကြောင်းပြုပြီးတော့ဖမ်းခံရတယ်တပ်ဖြတ်ခံရတာဒါတွေကိုသူကစိတ်မကောင်းဖြစ်တယ်တနေ့ကျတော့အဲ့ဒီလိုခါတွေကိုဖမ်းပြီးတော့သူ့ကိုလည်းချင်းနဲ့လောင်ကြိုင်ထဲမှာထည့်ထားတဲ့အတိုင်းအနီးနားကယသိကြီးတစ်ပါးနေတဲ့ဒီသင်္ကန်းကျောင်းဘက်ကိုမုတ်ဆိုးကသွားပြီးတော့ရေစားတာနဲ့ရေတောင်းတော့ပြီးပင်ပန်းနဲ့အဲ့ဒီမှာတဲပြင်ပေါ်မှာလှမ်းလဲပြီးတော့အိတ်လိုက်တာမုတ်ဆိုးကြီးကအိပ်ပျော်သွားတယ်အဲ့ဒီအိပ်ပျော်သွားတဲ့အချိန်လေးမှာခါလေးကယသိကိုလျှောက်ထားတယ်ပေါ့သူ့ရဲ့တန်တရားတွေဖြစ်နေတာသူကလျှောက်ထားတယ်ဘယ်လိုလျှောက်ထားတော့ဆိုရင်ဒီမုတ်ဆိုးကြီးနဲ့နေရတာတဲ့သူအသက်မွေးဝမ်းကြောင်းလွယ်ပါတယ်ပေါ့စားစရာတောက်စရာတွေအစင်းနေရတယ်နော်စားစရာတောက်စရာတွေအစင်းနေရတယ်ချမ်းသာလည်းနေရတယ်ဘာမှပင်ပန်းလည်းမရှိဘူးပေါ့သို့တော့သူဟာထောင်ဖမ်းခံရမယ်ထောင်ဖမ်းမှုအတွက်ချထားတဲ့ခါဖြစ်သည့်အတွက်ကြောင့်တဲခါဖြစ်သည့်အတွက်ကြောင့်အခြားခါတွေဖမ်းဖို့ရအတွက်သူဟာတဲကောင်အနေနဲ့အလောက်ခံနေရတယ်တဲ့အဲ့ဒီလိုအလောက်ခံနေရသည့်အတွက်ကြောင့်သူ့ဘဝနောင်ရေးအတွက်စိုးရိမ်နေပုံသူဘယ်လိုများသူ့အတွက်အကုသိုလ်တွေများဖြစ်မလားလို့သူစိုးရိမ်တယ်လို့ဆိုတော့ယသိကြီးကရှင်းပြတယ်မင်းစိတ်ထဲမှာတဲ့တခြားခါတွေသိပါစေဆိုတဲ့စိတ်မင်းစိတ်ထဲမှာမရှိဘူးဆိုလို့ရှိရင်မင်းမှာအကုသိုလ်မဖြစ်ပါဘူးတဲ့နော်စိတ်ထဲမှာကတခြားခါတွေပေါ်မှာမုန်းတီးတဲ့စိတ်မရှိဘူးမုန်းတီးတဲ့မရှိပဲနဲ့ကောင်းကောင်းမွန်မွန်နေတဲ့မင်းအဖို့အကုသိုလ်ဆိုတာမဖြစ်နိုင်ပါဘူးလို့ယသိကြီးကရှင်းပြတဲ့အခါကျတော့သူကမကျေနပ်နိုင်သေးဘူး။ဘာပြောတော့ဆိုတပည့်တော်អော်လိုက်လို့သူတို့ကလာကြတာတဲ့တပည့်တော်တွန်လို့လာတာတဲ့တပည့်တော်တို့တွန်လို့လာတဲ့ခါတွေဟာအကုန်လုံးအဖမ်းခံအသက်ခံရတာဖြစ်တော့တပည့်တော်နဲ့ပတ်သက်ပြီးတော့သူတို့သေချာရတာဖြစ်တော့တပည့်တော်မှာအကုသိုလ်ဖြစ်နေတယ်လို့ထင်ပါတယ်လို့ဆိုတော့ဘာရှင်းပြတော့ဆိုနပဋိစ္စကမ္မံဖုတ္တိမင်းကိုအကြောင်းပြုပြီးတော့အကုသိုလ်ကံမင်းမှာအကုသိုလ်ကံဆိုမဖြစ်နိုင်ပါဘူးတဲ့ဘာဖြစ်လို့တော့ဆိုမနောစေနပဒုတ္တိမင်းဟာဘု து ပေါ်မှာပြစ်မှားလို့တဲ့စိတ်မှမရှိပဲတက်အော်ယုံမဲအော်တာငါအော်လိုက်ရင်လာကြပါစေလာရင်ဒီကောင်တွေဖမ်းခံရပါစေဆိုတဲ့စိတ်မှမင်းမှမရှိဘူးတဲ့မရှိသည့်အတွက်ကြောင့်မင်းမှအကုသိုလ်မဖြစ်ပါဘူးစိတ်ချလက်ချနေပါလို့စိတ်မပါရင်အကုသိုလ်မဖြစ်ဘူးအကုသိုလ်ဆိုတာစိတ်ထဲကနေဖြစ်တဲ့အရာဖြစ်တယ်ပေါ့စိတ်ကဖြူစင်တန်ရှင်းနေတယ်ဗျာအကုသိုလ်မဖြစ်ဘူးလို့စိတ်ပါရဲ့သားနဲ့မပါခြင်းအောင်ဆောင်ရင်တော့အကုသိုလ်ဖြစ်မှာပေါ့နော်ကိုယ်စိတ်ကတကယ်စင်ကြယ်တန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့ဒီလိုယသိကြီးကရှင်းပြခဲ့တယ်ဆိုတဲ့ဇာတ်လမ်းနဲ့ဟာတူတူပဲပေါ့အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းအခုရှင်းလေးရှင်းပြတယ်ကိုယ်လက်ဖွားမှာအနာအဆာမရှိလို့အစိတ်ကင်လဲဘာမှမဖြစ်ပါဘူးအစိတ်မသိမှာဘူးအကုသိုလ်လှုပ်လို့တဲ့စိတ်မပါလို့ရှိရင်လဲကိုယ်စိတ်ထဲမှာအကုသိုလ်မရောက်ပါဘူးမရောက်ရင်ငရဲမကြီးပါဘူးလို့ဒီလိုဆိုလိုတာနော်အေးဒါကြောင့်မလို့တရားဝါတွေရဲ့အကျိုး
ဒီအခြေအနေမျိုးကိုအမှန်သိဖို့ဆိုတာမြတ်စွာဘုရားပွင့်မှသိတာဒါကြောင့်မို့လို့စိတ်စင်ကြယ်တန်ရှင်းအောင်ဘုန်းကြီးတို့တွေဟာကြိုးစားအားထုတ်ကြရမှာဖြစ်တယ်စင်ကြယ်တန်ရှင်းတဲ့စိတ်ကိုခြေပြုတ်ပြီးတော့မိမိတို့စိတ်ကိုကိုယ့်ဘာကိုယ်ပဲဆုံးဖြတ်ကြရမှာဖြစ်တယ်အကုသိုလ်ဖြစ်သလားမဖြစ်ဘူးလားဆိုတာကိုယ်စိတ်ကိုပဲဆုံးဖြတ်ရမှာပဲเนาะကိုယ်စိတ်တွေကတန်တန်ရှင်းရှင်းနဲ့မတော်တဆကိုယ်ကြောင့်ဖြစ်သွားစေကမူဒီတမင်လှုပ်တာမဟုတ်တာတွေမှန်တယ်မြအကုသိုလ်မဖြစ်ဘူးတဲ့တခါတည်းတတိထားเสียကောင်းတာမိမိကြောင့်မတော်တဆတရဝါလေးတစ်ကောင်ခြေကျိုးလက်ကျိုးဖြစ်သွားပြီဆိုတဲ့အခါအေးငါတော့ဝိုးပါတော့မှာပဲလို့အသေးတတ်လိုက်လို့ရှိရင်တော့အဲ့ဒီကြရင်တော့အကုသိုလ်ကိုရောက်လာပြီအဲ့ဒါမျိုးမှားတတ်တယ်ပေါ့လူတွေမှာအဲ့ဒါမျိုးအတွေးတွေဝင်လာလို့ရှိရင်မှားတတ်တယ်ခြေကျိုးလက်ကျိုးတဲ့ဝတ်ဆိုးတဲ့အသေးတတ်ခံရတဲ့ဝတ်ဆိုးကပုံမကြီးဘူးလားကျိုးကအသေးတတ်လိုက်ရင်ပြီးသွားပြီဆိုပြီးတော့ငါဝတ်ပါတော့ဘူးဆိုပြီးတော့ဒီလိုထင်တာကိုအဲ့ဒါလွဲမှားတဲ့အယူဆတစ်ခုပဲတခါတည်းလူတွေကတရဝါဆိုတာလူချွတ်မှကျွတ်တယ်ဆိုပြီးတော့ချွတ်နေကြကိုယ်လာချွတ်မှကြတော့အမတန်ကြောက်တယ်လေလူများသာချွတ်ချင်တာကိုယ်ကြတော့ချွတ်မှကြောက်တယ်ဟောအဲ့ဒီလိုလေဖြစ်တတ်တယ်နော်သာမဝတိမိဖုရားတို့အလောင်းဟာရှေးတုန်းကဒီလိုအဖြစ်မျိုးနဲ့ကြုံခဲ့တာပထမသူတို့ရေချိုးတုန်းကချမ်းချမ်းတုံးနေလို့မျက်ခြုံကြီးတစ်ခုအနေနဲ့သူတို့မီးရှို့ကြမီးရှို့လိုက်တဲ့အခါမျက်ခြုံကြီးမီးလောင်တော့အဲ့ဒီမီးကိုလှုံရတယ်လှုံရင်းကနေပြီးတော့မျက်တွေမီးလောင်သွားတဲ့အခါကျတော့ပိစိကဗုဒ္ဓကမျက်ခြုံအတွင်းထဲမှာဝင်ပြီးတော့တမဘဝင်စားနေတယ်ပိစိကဗုဒ္ဓကြီးဘွားကနေပေါ်လာတယ်အဲ့မှာထိုင်ရကြီးမြင်တဲ့အခါကျတော့အဲ့ဒီလိုပထမလှုပ်တုံးကတော့သူတို့မီးလုံမို့လှုပ်တာပိစိကဗုဒ္ဓဒီမိဘုံတွေကပေါ်လာပေမဲ့လို့သူတို့အကုသိုလ်မဖြစ်သေးဘူးအဲ့ဒီအချိန်မှာနောက်ကြတော့အဲ့ဒီပိစိကဗုဒ္ဓကနန်းတော်ကိုအမြဲတမ်းကြွလာတယ်ပိစိကဗုဒ္ဓဆိုဘယင်ကြီးသိရင်တို့တော့တတ်တော့မှာပဲအစဖြောက်မှာပဲဆိုပြီးတော့ထင်းနေရှာပြီးတော့နောက်တစ်ခါမီးရှို့တဲ့အခါကျတော့သူတို့အကုသိုလ်ဖြစ်သွားတယ်သို့တော့ပိစိကဗုဒ္ဓကတော့တမဘဝင်စားနေတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘာတစ်ခုမှအနှောင့်အယှက်မဖြစ်ဘူးပိစိကဗုဒ္ဓမီးလောင်တာမဟုတ်ဘူးပေါ့အေးဒါကြောင့်မို့လို့အတွေးခေါ်လေးတစ်ခုလွဲမှားသွားတာနဲ့အကုသိုလ်တွေဖြစ်ပြီးနောက်ဆုံးမှာတာမဝတိမိဖုရားဘဝရောက်တဲ့အချိန်တောင်မှပဲနန်းတော်မီးလောင်ပြီးတော့သိဆုံးသွားကြတာတဲ့ပေါ့ဒါတွေကဘဝမှာမိမိမှားခဲ့တဲ့အချက်တွေကပြန်ပြီးတော့ဒီပေးဆက်ကြရတယ်ဆိုတာတဘာဝနော်အားလုံးဟာပြန်ပြီးတော့ပေးဆက်သူများအပေါ်မှာကိုလုပ်ခဲ့တဲ့လောက်ရတစ်ခုတည်းကိုယ့်စီမှာပြန်ရောက်လာတတ်တယ်ဆိုတာကံကြမ္မာရဲ့တုံ့ပြန်မှုသဘောတရားအရအမြဲတမ်းထင်ရှားတယ်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်တန်ရှင်းစင်ကြယ်နေပြီဆိုရင်အကုသိုလ်ဆိုတာမဖြစ်ပါဘူးစိတ်ကမတန်ရှင်းမစင်ကြယ်ဘူးဆိုရင်တော့အကုသိုလ်ဖြစ်တယ်လို့အပြန်အားဖြင့်ဒီလိုမှတ်ရမှာဖြစ်တယ်ပေါ့အေးလောကသားတွေရဲ့အကျိုးအတွက်မြတ်ဗုဒ္ဓဟာအခုလိုဒီတိမှတ်မှန်ကန်တဲ့အဆုံးအမဩဝါဒကိုပေးအပ်ခဲ့တာဖြစ်ပါတယ်မြတ်စွာဘုရားမပွင့်ခင်ကတော့ရည်ရည်ရာရာနဲ့မဆုံးဖြတ်နိုင်ကြဘူးဒီအသားစားတဲ့လူနဲ့တတ်တဲ့လူတဝက်စီခံရတယ်လို့ပြောနော်အကုသိုလ်မလုပ်ပေမဲ့လို့ကိုယ်နဲ့ပတ်သက်နေလို့ရှိရင်အကုသိုလ်ဖြစ်တယ်လို့ဟောနဲ့အဲ့ဒါလို့မှားမှားယွင်းနေဖြစ်လာကြတယ်မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မှရှင်းရှင်းလင်းလင်းသိရလို့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒအတိုင်းစိတ်စင်ကြယ်တန်ရှင်းစွာနေထိုင်ကျင့်ကြံကြိုးကိုအထောက်ဖို့အရေးကြီးတယ်စိတ်စင်ကြယ်နေပြီဆိုလို့ရှိရင်အကုသိုလ်မဖြစ်ပါဘူးတဲ့အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းအထောက်ချက်တွေဟာဒီကနေ့ထိအောင်လောကသားတွေမှာအကျိုးဖြစ်လျက်ရှိတယ်ဆိုတာကိုသိရှိမှတ်သားကြပြီးမြတ်ဗုဒ္ဓရဲ့ခုံကိုအာယုံပြုပါကြည်နူးတော့တရားတရားဖြစ်ပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာသေယံပွား
ချမ်းသာကြပါစေတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဝေယဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဝေယဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရာတိတဗေတံဘဝယံဒုက္ခန္တကမေတ္တာပုံနေဒုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်တင်ပြန့်ပီတိတည်ဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လံ၍နေကြပါစေကုန်တည်း